နေတကောက်ကိုပဲချစ်မယ်နဲ့တစ္ဆာရှိရှိလေးချစ်တော်ပါမယ်နော်တဲ့တကြရဲ့မျိုးလေးတွေဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့မင်းတို့ဖကက်မျိုးဒီမော်စီစာအန်ပါရုပ်ကတိကဒီမောင်လေးတယောက်ကိုလာပြီးတော့ surprise လာပို့ပေးရဖြစ်ပါတယ်ဘယ်လိုပို့မလဲဆိုတော့ဘယ်သူ့ကိုပို့မလဲဆိုတော့လည်းတော့ပို့ချမ်းတယ်အားဒီမှာလေးဟုတ်ကဲ့ဟုတ်ကဲ့ပါဒီလောက်ခိုင်းတယ်ဒီတော့ဟုတ်ခိုင်းမယ်တင်ချိလားကောင်းလေးပါချိလားကောင်းလေးပါဒရာမာဟာတယ်လေဆိုတော့ဒီမောင်လေးကလေးပန်းကြီးလေးခင်းပါနေတယ်မြတ်ချစ်တဲ့တင်ပြပါဒီအမတ်တရားဒီပါဒီပဲရှိရပါတော့ကြားပြီးတော့မသိဘူးအဲ့ဒါမောင်လေးတို့ပဲရှိတယ်လက်ပုံပန်းစီလေးမှာထားပြီးရတယ်ဟာခဲ့ပါအမဆိုင်ရောပါသေးအမပြပြလိုက်မယ်တော့အပီဝိုင်းရအနံပါတ်ဒီပါငမွေသေးလေးကြီးတဲ့ဒီကတိတိတတဲတနည်းကြီးမှာအမတ်တရားလေးဖြစ်တော့အောင်လုပ်ပါတဲ့ကြည့်ရတဲ့နေတော့ရှင်တဲ့ဒီစာကိုနောက်ဆောင်ရဲ့ချိန်မှာဒီနေ့နောက်ဆောင်ပြပါတော့တဲ့ဒီနေ့နောက်ဆောင်ပြအားတဲ့ဘဝတွေကိုရောက်လာပြီးတော့နေနေတဲ့ချစ်ချင်းနေတဲ့ချစ်ပြီးတဲ့ဖြစ်ပြီးတော့လုံခြုံမှုတွေအပြည့်အဝပြီးလို့ချစ်ပြပါတော့တဲတုံးကြီးတဲ့အရင်အားဖြတ်ပို့ပြီးတော့ချစ်ပြပါတော့တဲ့ဒီနေ့ကကြားပုံမှာချစ်ပြရတယ်ဒီလိုနေနဲ့ဆက်ပြီးပြတဲ့အတွက်လည်းအများကြီးချစ်ပါတယ်ရှင်နောက်ထပ်လည်းဆက်ပြီးတော့တိခံပေးပါနော်တဲ့ကြောက်ပြောမပြတတ်အောင်ကိုကြည့်တာပါနော်တဲ့ဒီနေ့ဝင်းနေပြီမဲ့နေတကောက်ကိုပဲချစ်မယ်နဲ့တစ္ဆာရှိရှိလေးချစ်တော်ပါမယ်နော်တဲ့တကြရဲ့မျိုးဝန်းလေးတွေပဲချစ်တယ်တဲ့ပြည့်နေတိုင်းလည်းချစ်ပါတယ်တဲ့တကြရဲ့အရာရာတိုင်းကမင်းမင်းရဲ့ချစ်ချင်းမိတာတွေပါပဲတဲ့ဘာလို့ချစ်တာလဲလို့အမွေလေးမျိုးလို့ချစ်တာပါရှင်နေနေမမလေးနေရမယ်နော်တဲ့လင်းမတဲ့သားလေးကြောက်ကြည့်အောင်ကြည့်သားပါတဲတုံးကြီးတဲ့တဲတုံးကိုအရင်ချစ်တယ်တဲ့ဘဒူကြီးဘာတွေလဲပြောအနားမှာနည်းနည်းအမြဲရှိနေပါရဲ့နော်တဲ့ဘာလို့လဲဆိုတော့ဒါပေမဲ့တဲ့အဖေကယူရှင်းပါတယ်တဲ့တခြားကမင်းကအရင်ကိုချစ်ပါတယ်တဲ့ပြုံးပြတတ်အောင်ချစ်တာပါတဲ့နောက်ဆုံးခက်တဲ့အထိလက်တဲမပြုတ်တဲ့ချစ်ချင်းမိကြရင်လည်းအဖေကိုဆက်ခဲလို့ရင်းစားတယ်ခက်တဲ့ကောင်းကောင်းနဲ့ဆိုတော့အဲ့ဒီပါတယ်တဲ့တဲ့ဒီလက်တရားဆိုတော့ဘာမှမဘုံပေါက်ကြီးနဲ့ကိုတင်အချင်းကြီးရောခွာထားပေးရအခုရက်တွေဘာလို့ဒီလက်တရားတွေပေါ့နည်းနည်းဒီဘက်ကလည်းဆူရာလေးပြန်ကြည့်လိုက်ဒီဘက်ကဆက်ပါဒီဘာလို့ဒီဘက်ကခံနေမှာစီဟုတ်တယ်အားပြခိုင်းတာဆို